I'm not a loser. I'm a good runner. ငါအရှုံးသမားတယောက်မဟုတ်ဘူးအပြေးသမားကောင်းတယောက်ပဲအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့စာရေးဆရာတီဖာရဲ့ငါအရှုံးသမားတယောက်မဟုတ်ဘူးအပြေးသမားကောင်းတယောက်ပါဆိုတဲ့စာအုပ်လေးဖတ်ပြပေးသွားပါမယ်ရှင်တင်ဟာအောင်မြင်ပြောရှင်သောဘဝစီတို့တက်လှမ်းနေသူဆိုရင်တော့ဒီစာအုပ်လေးဟာဖတ်ကိုဖတ်တဲ့ motivation စာအုပ်ကောင်းတစ်အုပ်ပဲဖြစ်ပါတယ်ပတ်1တိုးတက်အောင်မြင်ရေးအထမြောက်မဲ့အိမ်မက်ဆိုတာကြောက်တတ်တဲ့အုံနှောက်မှာအိမ်မက်တွေမရှင်းတန်တယ်လို့မကြိုးစားပဲအောင်မြင်ခြင်းတဲ့လူတစ်ယောက်စီမှာဘာအိမ်မက်တွေမှအမှန်တကယ်အထမြောက်လာမှာမဟုတ်ပါဘူး I'm not a loser. I'm a good runner. ပင်လေပင်ကိုကြည့်ပြီးကြောက်ရွံ့နေရင်တင်ပေရွက်လွှတ်နိုင်တော့မှလေချင်းသေးကတောကိုကြောက်နေရင်ဘရင်ပဲဖြစ်နိုင်တော့မလဲအရှုံးဆိုတာကိုပဲတွေးကြောက်နေရင်အောင်မြင်မှုစီပဲရောက်နိုင်တော့မလဲလဲကြတာကိုဇင်ယူတက်နေရင်တင်ပေချင်းပြန်ထားရနိုင်တော့မှလေခါဒီမှုကိုကြုံလိုက်လက်လျှော့နေရင်တင်အရှုံးသမားဖြစ်သွားမှာပေါ့I'm not a loser. I'm a good runner ဆိုတဲ့ဆောင်ဖို့အတိုင်းငါဟာအရှုံးသမားတယောက်မဟုတ်ဘူးအပြေးသမားကောင်းတယောက်ပဲဆိုတဲ့အတွေးနဲ့ရှင်းတန်နိုင်မှတန်မာတဲ့လူတယောက်ဖြစ်လာမယ်ဆိုတာမမေ့နဲ့မှန်ကန်စွာပေါင်းတင်ပါလူတော်ဖြစ်ချင်ရင်တော်တဲ့သူနဲ့ပေါင်းရတယ်လူလိမ္မာဖြစ်ချင်ရင်ယဉ်ကျေးတဲ့သူနဲ့ပေါင်းရတယ်အတုံးမကျတဲ့သူဖြစ်ချင်ရင်တော့တွေ့ရလူနဲ့သာအချိန်ဖြုံးနေုံပဲခက်ခက်ခဲခဲလူရေးပေါင်းစရာမလိုပါဘူးတယောက်တည်းလဲဖုံးပွနေုံပဲလေအချိန်တန်ရင်အတုံးမကျတဲ့သူဖြစ်လာမှာပါကိုဂယုဆိုင်ပါကိုချစ်တတ်မှသူများကိုလည်းချစ်တတ်မယ်ကိုဂယုဆိုင်တတ်မှသူများတွေကိုလည်းဂယုဆိုင်တတ်မယ်ကိုခွင့်လွတ်တတ်မှသူများတွေကိုလည်းခွင့်လွတ်တတ်လာမှာပါသူများအတွက်အကောင်းဆုံးလုပ်ပေးခြင်းရင်အရင်ဆုံးကိုချစ်တတ်ဂယုဆိုင်တတ်ခွင့်လွတ်တတ်အောင်နေပါဒါမှတင့်နှလုံးသားကလည်းနူးညံ့ပြီးကိုချင်းစားတတ်လာမှာပါစိတ်ပျော်ဖို့ဆိုရင်ပျော်ရွှင်ခြင်းရင်ကိုချစ်တဲ့သူတွေကိုစိတ်ထရမပေးမိပါစေနဲ့သူတို့ကိုပြောအောင်သာထားကိုလည်းအလိုလိုနေရင်စိတ်ကြည်နူးပျော်ရွှင်လာပါလိမ့်မယ်စစ်မှန်သောနာကျင်မှုဆိုတာနာကျင်မှုကဒဏ်ရာအကြီးအသေးပေါ်မှာမူတည်တာမဟုတ်ပါဘူးအဲ့ဒီဒဏ်ရာအပေါ်မှာကိုဘယ်လောက်စိတ်နှစ်ထားလဲဆိုတဲ့ပေါ်မှာသာမူတည်တာပါဆွန့်လွတ်တတ်ရင်ပို့ပျော်ရတယ်လို့နေတတ်သွားရင်နေပျော်သွားတာပါပဲကိုသာအားကိုရကိုမဟုတ်တဲ့တခြားသူတယောက်အပေါ်မှာဘယ်တော့မှမိခိုတတ်တဲ့အကျင့်မဖြစ်စေနဲ့ကိုငွေမဟုတ်တဲ့တပားသူရဲ့ငွေနဲ့လည်းဘယ်တော့မှချမ်းသာခြင်းနဲ့သူမဖြစ်စေနဲ့ဖြစ်မိရင်တော့တေးကြတယ်အလိုလိုနေရင်မင်းဟာအရှုံးသမားတယောက်ဖြစ်သွားပြီဆိုတာပဲကိုစီမှာရှိတဲ့အရာတွေကိုတန်မိုးထားတတ်ပါစေသူများစီမှာရှိတဲ့အရာတွေကိုပဲအားကျစရာကောင်းတယ်လိုချင်စရာကောင်းတယ်မထင်ပါနဲ့ကို့မှာရှိတဲ့အရာတွေကိုတန်မိုးထားတတ်ရင်ကို့မှာလည်းသူများအားကျရလောက်တဲ့အရာတွေမှအများကြီးပါအခုထိလောကကြီးတဲ့အသက်ရှင်နေရတာကိုကကောင်းကြီးတစ်ခုပဲမဟုတ်လားအဲ့တော့မင်းအခုထိကံကောင်းနေသေးတယ်ဆိုတာယုံပြီလားအနာဂတ်ကအရှိမှာပါအတိတ်ကိုအမြဲလှည့်ကြည့်နေတဲ့လူမှာအနာဂတ်ဆိုတာမရှိလာဘူးအရှုံးကိုအမြဲတွေးပြီးတော့ကရောက်နေတဲ့သူမှလည်းအောင်မြင်မှုဆိုတာဘယ်တော့မှမရောက်လာမယ်နေ့တစ်နေ့ပါပဲမေ့ပြစ်တင်တာတွေကိုမေ့ပြစ်ပါဘဝအတွက်တီးခံတင်တာတွေကိုသာတီးခံပြီးမလိုအပ်တာတွေကိုတော့မေ့ပြစ်လိုက်ပါမအောင်မြင်ခဲ့တဲ့ဒဏ်ရာတွေကိုလည်းသင်ခန်းစာယူပြီးမေ့ပြစ်လိုက်ကိုမချစ်မနှစ်သက်လို့ထားခဲ့သူကိုလည်းမေ့ပြစ်လိုက်ပါဘယ်အရာမှတသမတ်ထဲရှိမနေပါဘူးမကောင်းတဲ့အရာတွေကိုမေ့ပြစ်နိုင်မှကို့အတွက်ကောင်းတဲ့အရာတွေကိုစီးကြိုလို့ရမှာပါဘဝခီးအတွက်ကြိုတင်ပြင်ဆင်ပါဘဝမှာအချိန်တိုင်းကောင်းတဲ့အရာတွေနဲ့ပြည့်နေမှာမဟုတ်ပါဘူးကိုအမိုက်လိုဆက်ဆက်မဲ့သူတွေလည်းရှိတယ်ကိုရန်လိုနေတဲ့သူတွေလည်းရှိနိုင်တယ်အမောင်တွေကနေကိုစောင့်ကြည့်နေတဲ့သူတွေလည်းရှိတယ်ကိုပြစ်တင်ဝေဖန်ပြီးမကောင်းပြောမဲ့သူတွေလည်းရှိတယ်ကိုအားပေးပြီးယုံကြည်ပေးတဲ့သူတွေကိုလည်းတွေ့ရမယ်ကိုရဲ့အနာဂတ်အတွက်စိတ်ပူပေးတတ်တဲ့သူတွေနဲ့လည်းတွေ့ရမယ်ကိုအတွက်ရန်ဖြစ်ပေးပြီးကိုစိတ်ခွန်အားပေးမဲ့သူတွေဆိုတာလည်းရှိပါတယ်ဘလို့လူတွေနဲ့ပဲကြုံရပါစေကိုအတွက်ကောင်းမွန်တဲ့ကိစ္စတွေနဲ့ကိုအတွက်နှစ်သိမ့်မှုဖြစ်စေတဲ့လူမျိုးတွေနဲ့သာရှေ့ဆက်ပါကိုဘဝအတွက်မကောင်းမွန်တဲ့လူတွေအနာကတော့အမြဲယုံထွက်လာခဲ့ပါသူတို့ဘာပြောကိုကစိတ်ကိုတတ်မအောင်ထားပါမနာလိုသူတွေစီကရမယ့်ဒဏ်ရာတွေကိုရောင်လို့တောင်ရင်ပတ်ထဲမထည့်ပါနဲ့စိတ်ဓာတ်ကြမှုတွေဖြစ်လာတတ်ပြီးခံစားရတာအကျင့်ဖြစ်လာပါလိမ့်မယ်လောကမှာလူတိုင်းကစိတ်ညစ်စရာနဲ့ပျော်စရာတွေကိုဒွန်တွဲပြီးအဆင်ပြေသလိုလေးသွားနေရတာပါကိုတယောက်တည်းမှပဲဖြစ်နေတဲ့ဒုက္ခတော့ဘယ်ဟုတ်မလဲကိုတယောက်တည်းမျက်ရည်ကျအထိနာရတာမျိုးမဟုတ်ပါဘူးကိုတယောက်တည်းမအောင်မြင်နေတာမဟုတ်ပါဘူးကိုတယောက်တည်းကြာရှုံးနေတာမဟုတ်ဘူးကိုတယောက်တည်းအထီးကျန်နေရတာမဟုတ်ဘူး
ကိုတယောက်တည်းမျောလင်းချက်မဲ့နေတာမဟုတ်ဘူးကိုတယောက်တည်းဖြစ်ချင်တာတွေမဖြစ်နေရတာမဟုတ်ဘူးကိုတယောက်တည်းလမ်းပြောင်းနေတာမဟုတ်ဘူးကိုတယောက်တည်းယုံကြည်မှုတွေပျောက်ဆုံးနေတာမဟုတ်ဘူးကိုတယောက်တည်းကန်ဆိုးနေရတာမဟုတ်ပါဘူးဒါဟာလောကမှာလူတိုင်းကြုံတွေ့နေရတဲ့အခက်အခဲတွေပါပဲငါမှလာဖြစ်နေတဲ့ပြဿနာတွေလို့မတွေးလိုက်ပါနဲ့ဒူးမထောက်ပါနဲ့အဲ့လောက်ထိမပြောညံ့ပါနဲ့ကိုမိခင်ကအသက်နဲ့ရင်းပြီးမွေးဖွားပြီးခဲ့တာလက်လျှော့အရှုံးပေးဖို့မဟုတ်ပါဘူးရင်ဆိုင်ဖြည့်ရှင်းလိုက်ရင်ပြီးသွားတဲ့အရာတွေပါပဲကြုံလာမယ့်အရာအတွက်သာစိတ်ကိုကြိုတင်ပြင်ဆင်ပြီးကြော်ဖြတ်သွားမယ်ဆိုရင်ဒီအခက်အခဲတွေကတစ်ချိန်ပြန်ပြောပြရမယ့်ပုံမြင်တစ်ပုဒ်ထပ်မပို့ပါဘူးတီးခံမှုနဲ့ရှေ့ဆက်ပါလှုပ်ချင်တာတွေမလှုပ်နိုင်သေးလို့ဖြစ်ချင်တာတွေမဖြစ်လာသေးလို့ဆိုတဲ့အခါမှာတီးခံမှုနဲ့ရှေ့ဆက်ရမှာပါပဲရီမှန်းချက်တွေသာရှိထားရင်စူးစမ်းနေတဲ့၍တနေ့တော့ဖြစ်လာမှာပါရှောက်နေတဲ့၍ခရီးပေါက်နေတော့မယ်နေလို့ရတယ်ရက်မနေဖို့သာအဓိကဘဝမမေ့နဲ့ဘဝင်မမြင်နဲ့အောက်ခြေမလွတ်နဲ့တချို့ကအထက်တန်းကိုရောက်သွားရင်အမြင့်မှာထိုင်နေရရင်ကိုဘယ်ကလာခဲ့လဲဆိုတာကိုမေ့သွားတတ်ကြပါတယ်အရင်ကစကားကိုချွတ်ချွတ်သားသားပြောတတ်သလောက်ငွေရှိလာတော့ငွေရှိတဲ့သူနဲ့မှပြုံးပြီးပြောတတ်တော့တာမရှိတဲ့သူဆိုမတန်ဘူးထင်လို့ပြုံးရမှာတွန့်တိုးလာတယ်အရင်ကဝစ်စရာအဝတ်မရှိလို့ညစ်ပေတဲ့အဝတ်စားနေတော့နေရာဆုံးကိုသွားဖို့ဝင်မလေးခဲ့ပေမဲ့ဝစ်စရာအဝတ်တွေလည်းများလာရောညစ်ပတ်နေတဲ့အဝတ်ဝတ်ထားတဲ့သူကိုတွေ့ရင်မတူသလိုမတန်သလိုနှာခေါင်းရှုံလာတတ်ကြတယ်အရင်ကသုံးစရာပတ်စံမရှိပေမဲ့အနေချင်းကိုချင်းစာစိမ့်နဲ့လှူတတ်သေးတယ်ငွေလဲပေါ်လာရောဘဝင်နေမြင့်ပြီးလူတွေကိုမတူသလိုမတန်သလိုဆက်ဆံတတ်လာတယ်ကို့အပေါ်ခင်မင်လို့ကိုပြေနာလာတဲ့သူတွေကိုငွေမက်လို့ကိုစီလာတဲ့အထင်နဲ့ကဲ့ရဲ့ဖို့ရဲတင်းလာကြတယ်လှူဖို့လဲတွန့်တိုးလာခဲ့ကြတယ်ဘဝမမေ့ပါနဲ့လူတချို့ကတော့တသက်လုံးမစင်းရတော့ဘူးအထင်နဲ့မောက်မာနေတတ်ကြပေမဲ့ဘဝဆိုတာအနေအမြင့်နဲ့မို့အချိန်တိုင်းငွေပုံပေါ်မှာထိုင်နေရမယ်မထင်ပါနဲ့ဘဝင်မမြင့်ပါနဲ့ကိုမှန်နဲ့ထင်ပြီးကိုပြောတာမှအမှန်လို့ပဲမယူဆပါနဲ့သူများပြောတာလဲနားထောင်ပေးတတ်ရပါတယ်ပညာတတ်ဆိုတာဘွဲ့နဲ့ပဲမဆိုင်ဘူးစိတ်ဓာတ်နဲ့လည်းဆိုင်သေးတယ်ဆိုတာမမေ့ပါနဲ့အောက်ခြေမလွတ်ပါနဲ့မြင့်တဲ့နေရာမှာထိုင်နေရမှဖင်မနာတော့ဘူးငါမပြုတ်ကြတော့ဘူးမထင်ပါနဲ့အဲ့လိုလူတွေပြုတ်ကြရင်ပိုပြီးအထိနာတတ်ပါတယ်ဘဝကဘုံလုံးတလဲငပြန်တလဲပါပဲလောကဓာတ်တွေကြားနားလည်အောင်သင်ခန်းစာယူပါကိုကလေးတွေကိုလည်းသင်ပြပါငါကတော့ဘာကောင်ကြီးဆိုပြီးဘဝင်မမြင့်ပါနဲ့ဘဝမမေ့ပါနဲ့အောက်ခြေမလွတ်ပါနဲ့ကိုထအားနေသူအပေါ်လဲနိုင်ထက်စီးနေမဆက်ဆံပါနဲ့ရှက်စရာကောင်းပါတယ် I'm a good runner ငါဟာအပြေးသမားကောင်းတစ်ယောက်ပဲအပြေးသမားကောင်းတစ်ယောက်ဆိုတာအမောခံနိုင်တယ်သူ့ပန်းနိုင်ကိုမရောက်မချင်းစာလောင်မှုတန်နဲ့နာကျင်မှုတန်ကိုလည်းတီးခံပြီးပြေးနိုင်တယ်ကျမတို့လောကကြီးမှာလူတချို့ကတိတ်ကိုညှင်းညူပြီးအရှုံးပေးလွယ်ကြတယ်ငါဘွားကြီးပြိုလဲသွားပြီဒီအလောက်ကငါအတွက်အရန်ကိုခက်ခဲတာပဲငါတီထပ်ပို့ပြီးမလုံနိုင်တော့ဘူးထင်တယ်ငါလက်လျှော့လိုက်တော့မယ်စသဖြင့်ညှင်းညူတတ်ကြတာကျမအပါဝင်ပါပဲဒါပေါ့တခါတလေတိတ်ကိုပင်ပန်းခဲ့တဲ့အချိန်တွေရှိကြမှာပါပဲကိုတက်နိုင်တာထပ်ပို့ပြီးထမ်းထားရတဲ့အလုပ်တွေရှိတတ်ကြပါတယ်ကျမကိုချင်းစားပါတယ်ပင်ပန်းပါတယ်ဆိုမှဘေးမှာကူညီပေးမဲ့သူမရှိတဲ့အချိန်ဆိုပိုဆိုးတာပေါ့ဒါကြောင့်ကုရမဲ့ပြီးမျက်ရည်ကျဘဝကိုလက်လျှော့ခြင်းမိတာမျိုးလေးဖြစ်တတ်ပါတယ်ကျမအပြည့်အဝနားလေပါတယ်ဒါပေမဲ့အဲ့လောက်ကြီးကိုဘဝကိုအရန်ကိုခက်ခဲပါတယ်ဆိုတဲ့လူတချို့ကိုကြည်လိုက်တော့ခြေလက်အင်ကအစုံရှိကြတယ်အရာအလုံးကိုမြင်နိုင်တဲ့တောက်ပတဲ့မျက်လုံးတွေရှိကြတယ်ပညာကိုလည်းထိုက်တင်သလောက်သင်ယူထားကြတဲ့သူများပါတယ်အဲ့ထဲမှာခြေလက်အင်ကမစုံပဲလောကကြီးကိုမမြင်နိုင်တဲ့လူတချို့ကတော့ဘဝကိုအရှုံးမပေးဘဲသူတို့ဘဝအတွက်ဆက်ပြီးတိုက်ပွဲဝင်နေကြရတယ်ကဲပြောကြည့်တင်တို့ဘဝကသူတို့လောက်ဆိုးရလို့လားဆိုးပါတယ်ဆိုရင်အရင်ဆုံး6ထောင်နဲ့တူကင်ပြီးထမင်းစားကြည့်ပါလေကတဲ့ကို6ထောင်နဲ့မတက်ပဲလက်နှစ်ဖက်နဲ့ပဲအားယူပြီးအတက်ဆင်းလုပ်ကြည့်ပါဒုက္ကောက်တစ်ချောင်းနဲ့ကိုယ့်ရဲ့အလုပ်ကိုမပြောနဲ့အောင်အိမ်ကနေဘတ်စကားဂိတ်ထိကိုပဲသွားကြည့်ပါဦးအယမ်းများလွယ်ကူနေသလားမိတ်ဆွေတချို့ဘဝတွေကမွေးတဲ့ကညှင်းညူခွင့်မရကြတဲ့အခြေအနေတွေရှိကြတယ်အခက်ခဲဆိုတာကိုကျမတို့လိုအရွယ်တစ်ခုရောက်မှတွေ့ရတာမဟုတ်ဘူးဥဝဲလိုစအော်တဲ့ကညင်းခွင့်မရှိပဲရင်ဆိုင်ခဲ့ရတာပါကျမတို့နေ့တိုင်းညှီးပြနေတဲ့အခက်ခဲဆိုတာတချို့သူတွေရဲ့ဘဝနဲ့ရှင်းလိုက်ရင်တကယ်ကိုအသေးမွှားလေးပါအဲ့လောက်ကြီးမခက်ခဲပါဘူးဒါကြောင့်လက်လျှော့မယ်ဆိုတဲ့စကားကိုလွယ်လွယ်မပြောပါနဲ့အပြေးသမားကောင်းတယောက်ဖြစ်ဖို့တန်မာအောင်စူးစမ်းကြည့်လိုက်ပါ
အရန်ကိုလွယ်ကူတဲ့လောကကြီးမှာကိုကကြီးပြင်းခဲ့ရတယ်ဆိုရင်တော့အခုကစပြီးခက်ခဲတဲ့ပြေးလမ်းပေါ်မှာစူးစမ်းပြီးပြေးကြည့်ပါကျင့်သားရသွားရင်ဘလို့အသက်ရှူရမလဲသိသွားပါလိမ့်မယ်ငါဟာဘဝရဲ့အပြေးသမားကောင်းတယောက်လိုပဲယုံကြည်ချက်အပြည့်နဲ့နောက်ဆုံးပန်းဝင်တဲ့အထိပြေးနိုင်အောင်စူးစမ်းပြေးကြည့်ပါဘာမဟုတ်တဲ့ကိစ္စလောက်နဲ့ခက်ခဲတဲ့ဆိုတိုင်းကိုဘဝကိုလက်လျှော့ပြီးအဆုံးစီရင်နေရင်ရှင်တန်စရာဘဝတွေရောကြံ့မအောင်မလားအလုပ်စူးစမ်းတိုင်းလည်းမအောင်မြင်ဘူးအလုပ်စူးစမ်းတဲ့သူတိုင်းကဝင်ငွေကောင်းကောင်းရနေကြတဲ့သူတွေမဟုတ်ပါဘူးအလုပ်စူးစမ်းတိုင်းလည်းအောင်မြင်တာမဟုတ်ကြပါဘူးတန်ကြီးတက်နေတဲ့အတွေ့အခေါ်တွေနဲ့အလုပ်လုပ်နေသည်၍မင်းဘယ်တော့မှမချမ်းသာလာဘူးဆိုတာသိထားပါဒါကြောင့်အရင်ဆုံးပညာရဲ့အသစ်တွေကိုလေ့လာဖို့အတွက်ကိုအချိန်ပေးပါသိထားရမယ့်အရာတစ်ခုကလူတွေကသူတို့အရန်ချစ်တဲ့အလုပ်တွေကိုလုပ်နိုင်နေကြလို့သာငွေရှာနိုင်နေကြတာပါဒါကြောင့်လဲကြတိုင်းထရက်ပြီးစိတ်အပင်ပန်းခံနိုင်နေကြတာပေါ့ပတ်စံကြောင့်အလုပ်မလုပ်ပါနဲ့ကိုဝါသနာပါရာလှုပ်ချင်တဲ့အရာကိုလုပ်နေရင်ပတ်စံရှာနိုင်အောင်လုပ်ပါဒါမှသင်ချမ်းသာမှာပါမယုံရင်ကဘာပေါ်ကအချမ်းသာဆုံးပုံကိုယ်တွေကိုကြည့်လိုက်သူတို့သဘောကျတဲ့အလုပ်တွေကိုလုပ်နေရလို့သာစိတ်ချမ်းသာပြီးငွေရှာနိုင်နေတာပါလူများစုကအခက်ခဲနဲ့ကြုံလာတိုင်းစိတ်တက်ကြပြီးအရှုံးပေးကျင်ကြတာကကိုလှုပ်ချင်တဲ့အလုပ်ကိုလုပ်နေရတာမျိုးမဟုတ်ကြလို့ပါအနည်းဆုံးတော့ကိုဝါသနာပါတဲ့အလုပ်ကိုလုပ်နေရရင်ဘလောက်ပဲစိတ်ဆင်းရဲနေပါစေကျွန်ုပ်တို့တွေကစ조사ရုန်းကန်နေရလေအရှုံးမပေးပဲဆက်လုပ်ဖြစ်ကြတယ်မဟုတ်လားအဲ့ဒီတော့ကိုဝါသနာပါတဲ့အလုပ်နဲ့ချမ်းသာအောင်လုပ်ပါကိုဘေးနားမှာရှိပေးတဲ့သူတွေကိုတန်ဖိုးထားပါဘဝမှာလူအများစုကမင်းအောင်မြင်တာကိုလက်ခုပ်မတီးပေးနိုင်ကြသူတွေများပါတယ်မင်းအိမ်မက်တွေကြီးမားလေသူတို့မနာလို့လေမင်းပိုအောင်မြင်လေသူတို့ပိုတိုက်ခိုက်ခြင်းလေပါပဲမင်းတည်ထားဖို့ကလက်ခုပ်တီးပေးတဲ့သူရှိမှအောင်မြင်မှုလို့ခေါ်တာမဟုတ်ဘူးဆိုတာပါပဲမင်းလှုပ်ချင်တာကိုအကောင်းဆုံးလုပ်နိုင်နေရင်ပဲမင်းပျော်နေရင်ပဲမင်းအောင်မြင်နေတာပါပဲလက်ခုပ်တန်တွေနဲ့မင်းကိုအားပေးတဲ့လူနည်းစုကတော့မင်းပျော်ရင်လိုက်ပျော်ပြီးမင်းဝမ်းနေရင်နှစ်သိမ့်ပေးပြီးမင်းအောင်မြင်ရင်သူတို့လည်းဝမ်းသာကြတယ်ဆိုတာမမေ့ပါနဲ့အဲ့ဒီလူတွေကမင်းမိသားစုတငယ်ချင်းချစ်သူမင်းရဲ့လုပ်ဖို့ကိုင်ဖက်သူတို့တွေကလူနည်းစုလေးပါပဲအဲ့ဒီလူနည်းစုလေးကိုပိုင်ဆိုင်ထားရတဲ့ဆိုရုံနဲ့မင်းဟာကံကောင်းတဲ့သူဖြစ်နေပါပြီအနည်းဆုံးတယောက်လောက်ရှိနေရင်ကိုပဲလုံလောက်နေပါပြီအများကြီးမမျောလင့်ပါနဲ့တိတ်မျောလင့်လို့ရင်ကိုမလိုချင်တဲ့အရာတွေပါရလာတတ်လို့ပါတင့်တော်တဲ့နေရာဆိုတာစူးစမ်းမှုနဲ့ကိုယ့်ဘာသာဖန်တီးယူရတာလူစားထိုးရှောက်ခိုင်းလို့ရတဲ့အရာမဟုတ်သလိုသူများဖန်တီးပေးတဲ့နေရာကိုဝင်ထိုင်နေုံနဲ့ပျော်ရွှင်ရတာမျိုးလည်းမဟုတ်ပါဘူးကိုနဲ့လိုက်ဖက်ခြင်းမှလည်းလိုက်ဖက်နေမှလေကိုမပြောနိုင်သေး၍နေရာကောင်းတွေမှာနေရလဲအံဝင်ခွင်ကြဖြစ်နေမှာမဟုတ်တော့လူရည်စရာပဲဖြစ်နေမှာပါအမှားဆိုတာရှုံချဖို့မဟုတ်ဘူးသင်ခန်းစာယူဖို့ပြည့်စုံတဲ့သူဆိုတာမရှိတာမို့အရာရာမှာ perfect ဖြစ်တဲ့လူတစ်ယောက်ဖြစ်ရဖို့ကိုပဲတွေးပြီးမကြိုးစားပါနဲ့စိတ်ပင်ပန်းရတတ်ပါတယ်ကိုအမှားကင်းအောင်နေနိုင်မှုအတွက်နဲ့လဲကိုစိတ်ကိုအရန်ကြီးတင်းကြအောင်မထိန်ချုပ်ထားမိပါစေနဲ့ဖိအားတွေခံစားရတတ်ပါတယ်လူတိုင်းမှားတတ်သလိုအမှားနဲ့ကင်းတဲ့သူမရှိတာမို့အမှားတွေကြောင့်ကိုအသုံးမကျတဲ့သူလို့မြင်နေတာထက်အမှားတွေကိုဘဝရဲ့သင်ခန်းစာအနေနဲ့မှတ်ယူပြီးအမှန်တွေညအောင်စူးစမ်းနေထိုင်ရင်သင်ဟာလူတော်တစ်ယောက်ပါပဲသူများအမှားကိုလည်းမရှုံချမိပါစေနဲ့အမှားဆိုတာရှုံချဖို့မဟုတ်ဘူးသင်ခန်းစာယူဖို့ပါလွတ်လပ်စွာရှင်သန်တတ်ဖို့ဆိုရင်လွတ်လပ်စွာနေထိုင်တတ်ဖို့လည်းလိုသေးတယ်ကိုလောဘကိုကိုယ့်ရဲ့ရည်မှန်းချက်အပေါ်မှာပဲထားပါသူများရဲ့ပိုင်ဆိုင်မှုအပေါ်မှာသွားမတက်ရောက်ပါစေနဲ့အားကြလို့ရတယ်မနာလို့ဖြစ်လို့မရဘူးအခက်မသိရင်မုန်းတီးစိတ်တွေအဖြစ်ပြောင်းသွားပြီးအဆုံးမှာတောကတွေနဲ့ကြံနေရမယ့်သူကကိုဖြစ်သွားလိမ့်မယ်ကံချင်းမတူတာမို့ပြောင်းလဲလို့မရပေမဲ့ကိုလက်ကိုချီနဲ့ယူသွစာကြိုးစားရင်တော့ဒီနေ့တင်လဲအောင်မြင်လာနိုင်ပါတယ်သူများတွေကိုအားကြခဲ့ရသမျှအဆုံးမှာကိုလည်းလူလေးစားခံရသူဖြစ်လာပြီးကိုကျေးဇူးတင်မိလာတဲ့နေ့တစ်နေ့ရှိလာပါလိမ့်မယ်လာထူမဲ့သူကိုစောင့်မနေနဲ့ဖင်ပူသွားမယ်ကြိုးစားတဲ့လူတိုင်းအတွက်နေရာဆိုတာရှိပြီးသားပါသူများကိုကြွားခြင်းရုံတက်လူထင်ကြီးခံရဖို့တက်လောက်ပဲဆိုရင်တော့လေကောက်ရိုးမီးလောက်ပဲတောက်ပါတဲ့အောင်မြင်မှုမျိုးသားရမှာပါရေရှည်ထိအောင်မြင်ချင်တာမျိုးဆိုရင်တော့ရွေးရှိကြိုးစားရမှာပဲအဲ့တော့ကိုဘာလုံလာဝရိယစိုက်ပြီးဒီဇိုင်းမတ်ကြိုးစားလုပ်ပါနေရာတနေရာကိုရောက်တဲ့အထိလုပ်ပါစိန်ကောင်းတပွင့်ရဖို့မီးမြိုင်နဲ့တောက်လောင်ခံရတယ်ဒီလိုပဲလူအများအတိမတ်ပြူတာခံရဖို့
လူတော်တယောက်ဖြစ်ဖို့ဆိုတာလေတေလောက်အောင်ကြိုးစားပြီးအခက်ခဲတွေကိုရင်ဆိုင်ပြီးမှဖြစ်လာတာပါနေချင်းညချင်းထအောင်မြင်လာတာမဟုတ်ပါဘူးလွယ်လွယ်လေးနဲ့လုံသမျှအောင်မြင်တာရုပ်ရှင်တွေမှာပဲရှိတယ်တကယ်လက်တွေကမအေးအေးဝင်းစီစဉ်ထားသလိုမလွယ်နေဘူးရုပ်ရှင်တွေကလိုကဲတင်ရှင်ရောက်မလာဘူးကိုချက်တော့ကိုထောက်ပြီးထားရတာကြီးပဲလာထူမဲသူကိုစောင့်မနေနဲ့ဖင်ပူသွားမယ်ကိုမြင့်တင်ပါကျမအတွေ့အကြုံရတော့ကိုမြင့်တင်ဖို့ဆိုရင်အရင်ဆုံးပန်းနိုင်ချရတာပါပဲကိုရဲ့သွားခြင်းနဲ့ကိုစပြီးတတ်မှတ်လိုက်ပါပြီးရင်အချိန်ရတိုင်းစာတွေဖတ်ပါဘ ഹു တုဒနဲ့ပညာရမယ့်စာပေတွေဖတ်ပါပြီးရင်တော့အလုပ်ကိုအရင်ကထပ်ဖို့စူးစမ်းလုပ်ပါ energy တွေကိုမဆုံးရှုံးဖို့အတွက်အိတ်ချိန်စားချိန်မှန်အောင်နေပါကိုလည်းခွန်အားဖြစ်စေတဲ့စကားတွေနဲ့အားပေးပါ communication လူမှုဆက်ဆံရေးပိုင်းမှာလည်းလိုက်ရောညီထွေးစွာနေတတ်အောင်သင်ယူပြီးစိတ်ကိုပေါ်ပါစွာဖြတ်သန်းပါဒီလိုနေ့စဉ်လှုပ်ဆောင်သွားရင်အချိန်တစ်ခုလောက်ရောက်ရင်တော့ကိုအရင်ကထပ်ဖို့တိုးတက်လာတာတွေ့ရမှာပါအလေးအကျင့်တွေရဖို့အတွက်21ရက်ပုံမှန်လှုပ်ဆောင်သွားဖို့လိုပါတယ်ဇယိုက်တွေပြောင်းလဲဖို့ဆိုရင်တော့ရပ်ပေါင်း90ကျင့်ယူရပါတယ်တဲ့ဒါကြောင့်ချက်ချင်းကြီးပြောင်းလဲသွားဖို့မျှော်လင့်နေတာထက်ဆိုင်ရင်နေ့တိုင်းကိုလုပ်ရမယ့်အရာတွေကို21ရက်အရင်လုပ်ကြည့်ပါနောက်ပိုင်းကျအလေးအကျင့်ဖြစ်လာပါလိမ့်မယ်ဥပမာစာဖတ်ချိန်သင်တန်းတက်ချိန်အားကစားလုပ်ချိန်စသဖြင့်လုပ်ကြည့်ပါပြီးမှကိုယ့်ရဲ့မကောင်းမှုထင်တဲ့ဇယိုက်တွေကိုရပ်ပေါင်း90နေ့တိုင်းတီးခံပြီးပြောင်းလဲယူကြည့်ပါရပ်ပေါင်း90ကြာရင်အရင်ကထပ်ဆက်မှတ်ကြပြီးဇယိုက်ကောင်းတွေပိုရှိလာတဲ့လူအဖြစ်ပြောင်းလဲသွားပါလိမ့်မယ်0ကနေဟီးရိုးဖြစ်ခြင်းရင်ချမ်းသာခြင်းရင်ငွေကိုဘယ်လိုအသုံးချရမလဲအရင်သင်ပါအောင်မြင်ခြင်းရင်အချိန်ကိုဘယ်လိုအသုံးချရမလဲအရင်လေ့လာပါ0ဘဝကနေချမ်းသာအောင်မြင်လာတဲ့လူတိုင်းကဘဝအတွက်ရည်မှန်းချက်ပလန်တွေချထားခဲ့ကြသလိုငွေကြေးသုံးစွဲမှုအပိုင်းကိုစနစ်တကျသုံးစွဲပြီးချွေတာစုဆောင်းခဲ့ကြတဲ့လူတွေပါတနေ့8နာရီပဲအလုပ်လုပ်ခဲ့ကြတဲ့လူတွေမဟုတ်သလိုဘယ်တော့မှဘဝကိုလွယ်နဲ့အရှုံးပေးတတ်တဲ့လူတွေလည်းမဟုတ်ကြပါဘူးအနာခံမှအသာဆန်မယ်အောင်မြင်ခြင်းဒီနှစ်ခုကိုအရင်ဆွန့်လွတ်ပါတနေ့8နာရီအပြည့်အိပ်မယ်ဆိုတာနဲ့တနေ့ကို8နာရီပဲအလုပ်လုပ်မယ်ဆိုတဲ့အတွေးတွေကိုအရင်ဆုံးဆွန့်လွတ်ထားပါအသာဆန်ခြင်းတော့အနာခံနိုင်ရမှာပေါ့အရှုံးကိုလက်ခံတတ်ပါစေကြာရှုံးရတဲ့သူတွေကပိုအောင်မြင်ကြတယ်ဘာလို့လဲဆိုတော့လှလှပပလွတ်လွတ်လပ်လပ်ရှုံးရဲလို့ပဲအရှုံးကိုလက်ခံနိုင်ရင်သင်အောင်မြင်ပြီအခွင့်အရေးကိုကိုယ်တိုင်ဖန်တီးယူပါဘဝမှာငယ်ငယ်ရွယ်ရွယ်နဲ့တိုးတက်ဖို့ဆုံးဖြတ်ထားတဲ့စ조사နေသူတွေအတွက်အလုပ်လုပ်ချိန်ဟာအကန့်အသတ်မရှိသလိုအိတ်ချိန်ကိုလည်းတသက်မှတ်တဲ့အပြည့်သတ်မှတ်ထားစရာမလိုပါဘူးတနာရီလောက်အိတ်ချိန်နောက်ကျရုံနဲ့ချူချာသွားစရာအကြောင်းမှမရှိတာဒါပေမဲ့တနာရီလောက်အပြင်းခိုနေရင်တော့နောက်ပိုင်းနိုင်များစွာအလုပ်လုပ်ခြင်းစိတ်ပျောက်သွားတဲ့အထိချူချာလာပါလိမ့်မယ်အောင်မြင်ခြင်းတဲ့သူအတွက်တင့်တော်တဲ့အချိန်ဆိုတာမရှိပါဘူးအချိန်တိုင်းမှာအလုပ်ကိုစ조사လုပ်နေရင်ကိုယ့်အတွက်ထိုက်တန်တဲ့အခွင့်အရေးရောက်လာအောင်စောင့်နေကြရပြီးလုပ်เสียရှိတာတွေကိုအကောင်းဆုံးအဆုံးသတ်နိုင်ဖို့ပြင်ဆင်နေကြတဲ့သူတွေပါပဲထိုင်ဆောင်မနေပါနဲ့အခွင့်အရေးကိုကိုယ်တိုင်ဖန်တီးယူလိုက်ပါဒီတော့2026အတွက်ဘာတွေပလန်ချပြီးပြီလဲ2025မှာသင်ဘာတွေအကျိုးရှိတာလုပ်ခဲ့ပြီးပြီလဲနောက်နှစ်တွေကိုရောသင်ဘယ်လိုဖြတ်သန်းဖို့ပုံဖော်ထားလဲကိုယ့်ရဲ့ပန်းနိုင်စီကိုရောတကယ်သွားနေတာမှဟုတ်ရဲ့လားအနာဂတ်မှာသင်ဘယ်လိုအသက်ကြီးသွားဖို့ဆုံးဖြတ်ထားလဲစင်ကြီးများတဲ့ပါဇက်စင်ကြီးများနေတဲ့ပါဇက်ဖျားမှာပဲကိုယုံကြည်တဲ့ယုံကြည်မှုတွေပျောက်ဆုံးကုန်တာပဲမလုပ်ရသေးဘူးမဖြစ်နိုင်ဘူးဆိုတာနဲ့အစာချီနေမှာတော့ရလက်ကောင်းတွေမထွက်လာတာလဲစမ်းတော့မဆမ်းပါဘူးမိတ်ဆွေကိုအရင်ပြောင်းလဲပါတခြားသူကိုဘလို့နေပါဘလို့ထိုင်ပါဘလို့လုပ်ပါလို့ပြောနေတာထက်ဆိုင်ရင်အရင်ဆုံးကိုယ့်အပြုအမူတွေကိုမှန်ကန်နေရဲ့လားသူများပြောစရာများဖြစ်နေလားပြန်ကြည့်တတ်ဖို့လိုပါတယ်သူများကိုဝေဖန်လေကန်ဖို့ထက်ကိုအရင်မှန်အောင်နေထိုင်တတ်ဖို့ပြောင်းလဲလိုက်တာကမှဖြစ်နိုင်ခြေရှိတဲ့စိတ်အေးချမ်းမှုရဲ့အစဖြစ်ပါလိမ့်မယ်ပန်းနိုင်ရောက်ဖို့သာအဓိကဘာမှမလုပ်ဘဲထိုင်နေတာထက်ဆိုင်ရင်ထလုပ်ပြီးရှုံးသွားတဲ့သင်ခန်းစာကဘဝအတွက်ပိုအကျိုးရှိပါသေးတယ်ချင်းသေးတကောင်လိုပဲပြေးပြေးကြားတကောင်လိုပဲပြေးပြေးတမင်တကောင်လိုပဲပြေးပြေးနောက်ဆုံးလိတ်တကောင်လိုပဲပြေးနေပါစေအဆုံးမှာရှင်သန်ကြံနေခဲ့ဖို့သာအဓိကပါပြေးသမျှခြေလမ်းတိုင်းမှာဇွဲမလျှော့လက်မလျှော့ပဲပြေးနေဖို့လိုတယ်ဆိုတာကိုသာအမြဲအာရုံစိုက်ထားပါ
ဖြစ်တည်မှုတိုင်းကအရေးပါတယ်တခြားသူတယောက်အတွက်မင်းရဲ့ဖြစ်တည်မှုကိုလိုက်ပြောင်းလဲစရာမလိုသလိုမင်းရဲ့အလိုကြလဲတခြားသူကိုပြောင်းလဲဖို့ဖိအားပေးတိုက်တွန်းစရာဆိုပို့လို့တော့မလိုပါဘူးလူတယောက်ရဲ့ဖြစ်တည်မှုတိုင်းမှာသူ့တန်ဖို့သူ့အရေးချင်းနဲ့သူရှိထားပြီးသားပါမြင်အောင်ကြည့်တတ်ဖို့ပဲလိုတာပါလမ်းမှာရှောက်နေတဲ့သူအတွက်အကောင်းဆုံးဥပမာကကိုကသူ့ရှေ့မှာလမ်းမှန်ရှောက်နေတဲ့သူဖြစ်နေဖို့ပဲလိုတယ်အရာရာကကိုယ့်အပေါ်မှာပဲမူတည်ပါတယ်ဘလောက်လှတဲ့ပန်းပွင့်ပဲဖြစ်နေပါစေညှိုးနွမ်းတဲ့အချိန်ဆိုတာရှိတယ်ဘလောက်ကောင်းတဲ့ဟင်းပွဲပဲဖြစ်နေပါစေပုတ်တိုးသွားတဲ့အချိန်ဆိုတာရှိတယ်မိုးရွာပြီးလို့မိုးဆဲသွားတဲ့အချိန်ဆိုတာရှိသလိုနေထွက်လာပြီးရင်နေဝင်သွားရတဲ့အချိန်ဆိုတာလည်းရှိစမြဲပါမွေးဖွားလာပြီးချိန်ကနေတေဆုံးချိန်မရောက်ခင်အထိချိန်လေးမှာစီးနှင်းလိုက်ပါသွားရတဲ့တန်တရားဘဝယထာကြီးကိုအတက်နိုင်ဆုံးစိတ်ပျော်ပျော်နဲ့စီးသွားမလားစိုးရင်တော့ကပူပန်မှုတွေနဲ့ပဲလိုက်ပါသွားမလားဆိုတဲ့ရွေးချယ်မှုကတော့ကိုယ့်အပေါ်မှာပဲမူတည်ပါတယ်တခြားသူတွေရဲ့အရေးအခြေကိုကြည့်နေရင်တော့ကရောက်နေရတဲ့ဘဝကိုပတ်ဝန်းကျင်ကလူတွေရဲ့အထင်သေးကဲ့ရဲ့မှကြောက်ရင်ဟန်ဆောင်နေရတဲ့ဘဝနေနဲ့ကတော့မရှင်းသန်မိပါစေနဲ့မထိုက်တန်လို့ပါတချို့စိတ်ဒဏ်ရာနှုံကနစ်ပြီးရင်ပြန်ယုံမို့ဆိုတာအလွန်ခက်တာမို့ပါသူတို့ပြောအောင်နေပေးနေတဲ့၍သူတို့ရဲ့အကျဉ်းသားပဲဖြစ်သွားလိမ့်မယ်ကိုစိတ်ပျော်မှကိုအသက်ရှူဝါတာမို့ကိုစိတ်ဖိစီးမှုတွေကြားအသက်ရှူကြအောင်မပိတ်ထားမိပါစေနဲ့ကိုဘလောက်ကောင်းကောင်းသူတို့မတင်းတိမ်နိုင်သလိုစိတ်အကြည်ဓာတ်မရှိတဲ့သူမကောင်းတဲ့စိတ်ထားနဲ့ရှင်သန်နေသူတွေဟာလည်းနေ့ရက်တိုင်းမှာတနည်းနည်းနဲ့တောကတွေနဲ့ရှင်သန်နေကြရတာပါအဲ့ထဲကိုမပါဖို့ပဲလိုတယ်ကံကောင်းခြင်းကနိုးတိုင်မိခင်မှမဟုတ်တာတခါတလေလူတိုင်းမှာလမ်းပြောင်းနေတဲ့အချိန်ဆိုတာရှိကြစမြဲပါကျွန်ုပ်အပါဝင်ပါပဲအခုလိုရှုပ်ထွေးလာတဲ့အခြေအနေတွေကြားရုန်းကန်ရချိန်ဆိုပိုဆိုးတာပေါ့တခုတော့ရှိတယ်ကိုတယောက်တည်းခက်ခဲနေတာပါလားဆိုတဲ့အတွေးမျိုးတော့မတွေးလိုက်ပါနဲ့ပိုပြီးကြောင်ပိတ်မိသွားပြီးပိုစိတ်သက်ကျသွားပါလိမ့်မယ်အမှန်တကယ်လဲလူတိုင်းဟာကိုယ့်အခက်ခဲကိုစီနဲ့မဖော်ပြတာပဲရှိပါတယ်တခြားသူတော့မသိဘူးကျမအတွက်ကိုအားပေးစကားကတော့ထပ်သီးခံပြီးအားမလျှော့လိုက်ပါနဲ့အချိန်တန်အဆင်ပြေသွားမှာဆိုတာပါပဲတနည်းမဟုတ်တနည်းနဲ့စ조사ရှင်တန်ကြည့်ဖို့အားတင်းထားပါပြောချင်တာကတော့1နဲ့1ပေါင်းမှ2ဖြစ်တာလား3ညနဲ့2ပေါင်းလဲ2ရတယ်4တဲ့ကနေ2ကိုနှုတ်လဲ2ရတယ်2နဲ့1မြောက်လဲ2ရတာပဲမဟုတ်လားနီးလန်းတွေအများကြီးပါကိုကစွန့်စားတတ်ညံသုံးတတ်ဖို့ပဲလိုတာပါလမ်းဆိုတာသူ့အလိုလိုရှိလာတာမဟုတ်ဘူးဖောက်တဲ့သူရှိလို့သွားလို့ရတဲ့လမ်းဖြစ်လာတာပါလဲကြတိုင်းပြန်ထားရတာတော့ဟုတ်နေပြီဒါပေမဲ့ကြာရှုံးမဲ့လမ်းကိုပဲဆက်လျှောက်ရင်လဲထက်လဲကြမှာပဲကိုကဘယ်နှကြိမ်အထိအကြိမ်ကြိမ်ထားရနိုင်မှာလဲ KFC ကိုအကြိမ်ပေါင်းရာချီကြောပြီးမှအောင်မြင်တာလို့တော့ကွန်ပလိမတက်ပါနဲ့တူညီတဲ့နီလန်းကိုကြီးတုံးနေခဲ့ရင်အကြိမ်1000ကျော်လဲ KFC ဆိုတဲ့အရာသာထွက်မလာပါဘူးနီလန်းဆိုတာတစ်မျိုးမရရင်နောက်တစ်မျိုးနဲ့ထပ်ကြိုးစားကြည့်မှမတူညီတဲ့ရလဒ်ကိုရလာတာမို့လမ်းသစ်ကိုရှောက်ဖို့လဲစမ်းကြည့်ပါလို့တိုက်တွန်းချင်တာပါဒီနီလန်းကမအောင်မြင်ဘူးဆိုတာကိုတိတိကြီးနေတော့ယူမိုက်စွာထပ်ခါတလဲလဲလုံနေတာကတော့ကိုစွမ်းရင်နဲ့အချိန်တွေကိုဖြုံးနေတာနဲ့အတူတူပဲလို့ထင်ပါတယ်ဘဝအခက်ခဲမှာကံကောင်းလို့ကြက်ကန်းဆန်အိုးတိုးတယ်ဆိုရင်တော့အာနာကုံတစ်ချိန်ပေါ့မကြော်ဖြတ်ဘဲနဲ့အချိန်ချင်းကံကောင်းချင်နေအောင်လဲကံကောင်းခြင်းကကိုယ့်ရဲ့နှုတ်တိုက်မိခင်မဟုတ်နေတော့ခတ်တာမပြိုင်ရပဲနိုင်အောင်လုပ်နိုင်ရမယ်ဘဝမှာမပြိုင်ရပဲနိုင်အောင်လုပ်နိုင်ရမယ်ပြိုင်စရာရှိရင်တော့တခြားသူကိုမပြိုင်ပဲကိုသာလင်းလက်တဲ့စိတ်တပွင့်ဖြစ်အောင်သွေးနေရပြီသူများတွေကကိုဘလောက်ပဲရှင်းနေပါစေကိုတခြားသူနဲ့ရောင်လို့တောင်သွားမရှင်မိပါစေနဲ့ဘဝတွေမတူသလိုအခြေအနေတွေမတူသူတွေကြားသူ့တန်ဖိုးနဲ့သူအသုံးဝင်မှုနဲ့သူရှိတာမို့ကိုတာနေလို့မန်မတက်နဲ့ကိုညံ့နေလို့လည်းမသိငယ်လိုက်ပါနဲ့လောကမှာလူတိုင်းကိုပေးထားတဲ့လောကဓာတ်ချင်းမတူသလိုဖြစ်တည်မှုတွေကလည်းအနှိမ့်အမြင့်မတူတာမို့ဖြစ်လာသမျှကြုံလာသမျှလောကဓာတ်ကြားမပြိုလဲပဲရက်တည်နိုင်ဖို့ကိုသာအာယုံစိုက်ထားတာအကောင်းဆုံးပါရှင်သန်ရဘဝခီးခဏမှာမင်းရဲ့ဖြစ်တည်မှုကိုကိုယ်တိုင်လက်ခံနိုင်ပြီးရင်ကော့ကောင်းမို့ရှောက်ရဲနေဖို့ပဲလိုတယ်မင်းကိုဝေဖန်နေတဲ့သူတွေရှိလဲအဖက်လောက်စရာမလိုပါဘူးကိုအကြောင်းကိုလောက်ဘယ်သူသိနိုင်မှာမို့လို့လဲစိတ်ထားလှအောင်နေပါဘလောက်ကောင်းတဲ့အမြင့်မှာပဲရောက်နေပါစေကိုထံမြင့်တဲ့သူတွေမှအများကြီးရှိပါသေးတယ်ဆိုတာမမေ့နဲ့ကိုရောက်နေတဲ့အမြင့်မှာပဲတည်ငြိမ်အောင်နေပါတခြားသူကိုကြက်ထပြီးသွားအထင်မသေးမိပါစေနဲ့
ကိုအောက်ပြုတ်ကြခြင်းပိုအထိနာရတတ်တယ်ပိုင်ဆိုင်မှုတွေဘလောက်များများဝင်ငွေတွေဘလောက်ပဲတိုးပွားနေပါစေကိုပီတီကိုစားပြီးပျော်နေရင်လုံလောက်ပါပြီလူတကာရှေ့ကြွားဝါတာမျိုးမလုံးမိပါစေနဲ့ပေးကမ်းတဲ့လက်မျိုးပဲဖြစ်အောင်နေထိုင်ပါတင့်မှာဘာမှမပိုင်ဆိုင်ရင်တော့လှပတဲ့စိတ်ထားရှိရင်ကိုတောက်ပနေပါပြီဘဝမှာကိုစိတ်ပျော်အောင်နေဖို့ကအရေးကြီးသလိုတစ်ဖက်လူကိုစိတ်ချမ်းသာအောင်ထားပေးဖို့လည်းလိုသေးတယ်ဆိုတာမမေ့ပါနဲ့ Who is loser တချို့ပြောကြတယ်စိတ်သက်ပြောညံ့တဲ့သူကနှစ်ခါရှုံးတယ်တဲ့မဟုတ်ဘူးတကယ်ကတော့အကြိမ်ကြိမ်ရှုံးတာပါကိုယ့်ရဲ့ကြောက်ရွံ့တွန်းဆုတ်မှုကိုစင်ကြေတွေပေးပြီးစူးစမ်းမှုအပေါ်အပြင်းခိုနေသေး၍တော့တင်ဟာလူစားအရှုံးသမားဖြစ်နေအောင်မှာပဲတနေ့နည်းနည်းစီပျော်နေရင်လုံလောက်ပြီစိတ်ပျော်ရွှင်အောင်နေတတ်ဖို့လိုတယ်လို့ပြောလိုက်ရင်တချို့ကကိုယ့်ရဲ့တနေ့တာလုံးမှာအဆင်ပြေချောမွေ့နေဖို့ကိုပဲတွေးတတ်ကြပါတယ်ဒါမှပျော်ရွှင်ရတယ်လို့ထင်ကြတယ်ပေါ့နော်တကယ်တော့တနေ့လုံးအမြဲပျော်ရွှင်နေဖို့ဆိုတာလူချမ်းသာသားသမီးတွေအတွက်တောင်ခက်ခဲသလိုထိတ်ဆုံးကိုရောက်နေတဲ့သူတွေတောင်အချိန်ပြည့်စိတ်ချမ်းသာနေဖို့ဆိုတာမဖြစ်နိုင်ပါဘူးတချို့ကပိုင်ဆိုင်မှုများလေပိုစိတ်ပင်ပန်းရလေပါတနေ့တာရဲ့နာရီအနည်းငယ်မိနစ်အနည်းငယ်မှာတင်ပျော်ရွှင်ခဲ့ရရင်တနေ့တာလုံးအတွက်စူးစမ်းရှင်သန်ဖို့အားရင်တွေရနေပါပြီအချိန်ပြည့်ပျော်ရွှင်စရာတွေကြီးဖြစ်နေဖို့မလိုပါဘူးတနေ့မိနစ်အနည်းငယ်ပျော်ရွှင်ရရင်ကိုပဲကိုယ့်အတွက်စိတ်ချမ်းမြေ့စရာတွေရှိနေပါလားစိတ်ချမ်းသာရပါလားလို့တွေးပြီးနောက်တနေ့တာအတွက်စူးစမ်းရှင်သန်နိုင်ပါပြီဒါကိုဆိုလိုချင်တာပါလိုချင်တာဝယ်နေရချိန်ကိုစားချင်တာတွေစားနေရတဲ့အခိုက်အတန့်ဟာတာကားလေးကြည့်ပြီးရေးနေရတဲ့အချိန်တချင်းလေးနားထောင်ရင်အပန်းဖြေနေရတဲ့အချိန်ကော်ဖီလေးတောက်ရင်စာဖတ်အနားယူနေရတဲ့အချိန်ယာဒူးတို့လို့ပြောနေရချိန်ပတ်စံများများရှာနိုင်လို့ဝမ်းသာနေရချိန်ချစ်တဲ့သူနဲ့အတူရှိနေရလို့စိတ်ချမ်းသာနေရချိန်စတဲ့အခိုက်အတန့်များစွာကကိုတနေ့တာရဲ့ဒုက္ခပုံပါပဲဒါကြောင့်တနေ့ထက်တနေ့မိနစ်တွေတိုးပြီးပျော်ရွှင်ဖို့မတတ်နိုင်အောင်ဆုပ်ယုပ်သွားအောင်တော့တောကတွေတိမ်ကြုံမတည်မိပါစေနဲ့တလောကလုံးရဲ့ပြဿနာကိုတယောက်တည်းတည်ထားရတဲ့စိတ်မျိုးမဖြစ်ပါစေနဲ့ပန်းနိုင်လေးထားပြီးသွားပါခြေဦးတရာရှောက်နေရင်တော့ရောက်ချင်တဲ့စီရောက်သွားမှာပဲတီးကြတဲ့ပန်းနိုင်လေးတစ်ခုထားပြီးရှောက်နေမှသာလမ်းမပြောက်တော့မှာပါပန်းနိုင်မရှိပဲသွားနေတဲ့ခြေလမ်းတွေကမျက်ကန်းတယောက်လမ်းလျှောက်နေရသလိုစိုးရိမ်စိတ်ပူပန်တော့ကတွေဝေဝါးမှုတွေအလိုမကျမှုတွေနဲ့ပြည့်နေပြီးရိုင်းနေနေတဲ့ခြေလမ်းတွေကြောင့်လိုရာခရီးကိုလိုချင်တဲ့အချိန်တိုတွင်ရောက်နိုင်မှာမဟုတ်တာကြောင့်တိကျသေးကြတဲ့ပန်းနိုင်တစ်ခုတော့ထားပြီးရှောက်ပါမိတ်ဆွေပထမခြေလမ်းကိုသာရှောက်ဖြစ်အောင်ရှောက်ခြေလမ်းပေါင်းအများကြီးသွားရမယ့်ခရီးကိုတွေးပြီးစိတ်ပူနေတာထက်စလန်ရမယ့်ပထမခြေလမ်းကိုသာရှောက်ဖြစ်အောင်ရှောက်နိုင်ဖို့အရင်ကြိုးစားပါခြေရာတွေအများကြီးတဲ့ပထမခြေလမ်းကဘဝအတွက်အခက်ခဲဆုံးမို့ပါဝေဖန်လေခံကြသူများလူတွေတင့်ကိုလူလိုလာလာနဲ့စိတ်ဝင်စားလာတဲ့အချိန်ကတင်အောင်မြင်သွားတဲ့အချိန်ပဲသူတို့ကိုတိတ်ဝေဖန်နေပြီဆိုကိုအောင်မြင်နေပြီလို့သာတတ်မှတ်လိုက်တော့ကိုကအရေးမပါတဲ့သူဆိုသူတို့ကိုအဖက်လုံမှာတော့မဟုတ်ပါဘူးကိုပါလှုပ်လှုပ်အပြစ်ပြောဖို့ချောင်းနေရင်တေးကြတယ်သူတို့မှဘာမှလှုပ်ရှားမရှိလို့ပဲအချိန်ကအကောင်းဆုံးသမားတော့မနေတတ်လဲနေတတ်အောင်နေလို့ပြောရခြင်းကအလကားမဟုတ်ပါဘူးနေတတ်သွားရင်အရာရာကကိုထင်တဲ့လောက်အရေးမပါသလိုဘာမှကိုမဟုတ်ဘူးဆိုတာသိလာပါလိမ့်မယ်ကိုအပေါ်နာကျင်အောင်လှုပ်သွားတဲ့သူကတစ္ဆာဖောက်ပြီးပြစ်သွားလို့လဲပူဆွေးရင်ဘဝပြတ်မခံနဲ့အချိန်တန်ရင်သူ့ထက်ကိုချစ်ပေးနားလည်ပေးတဲ့သူကိုလိုတွေ့လာပါလိမ့်မယ်ပြဿနာတွေအခက်အခဲတွေကငါစီမှလာကြုံနေရတယ်လို့တွေးရင်တောကတွေနဲ့လည်းအေးအေးပြတ်မနေပါနဲ့တကယ်ဖြည့်ရှင်းပြီးတော့လေကိစ္စတွေကထင်သလောက်ကြီးလေးတဲ့ကိစ္စကြီးမဟုတ်နေတာကိုတွေ့လာရမှာပါအချိန်ဆိုတာအကောင်းဆုံးကုစားပေးတဲ့တမားတော်ပဲတွေးကြုံနေတော့သင်ခန်းစာယူပြီးတတ်မှနေဖို့ပဲလိုတယ်အရာအလုံးကယာယီခဏတာတွေပါပဲကိုဘက်ကဖြည့်ရှင်းပြီးမှန်နေဖို့ပဲလိုတာပါကိုလန်းကိုဖောက်ပါဘဝမှာမြားပြထားတဲ့ဆိုင်းပုတ်ရှိမှသူများလျှောက်ပြီးမှသူများဖောက်ပြီးမှဒီဘဝခီးလန်းကိုတွားရတဲ့ဆိုရင်တေးကြတဲ့တင်ဟာအမြဲသူများနောက်လိုက်ဖြစ်နေမှာပဲကိုယ်တိုင်ကလည်းစပြီးရှေ့ကနေရှောက်ရဲတဲ့တက်တီလေးမွေးပြီးရှောက်လန်းနိုင်မှဥဆောင်နိုင်သူတယောက်ဖြစ်လာနိုင်မယ်ဆိုတာအမြဲမှတ်ထားပါနီလန်ကတော့အနာဂတ်မှာအသာဆန်ဖို့အတွက်အခုချိန်မှာအနာခံရတယ်လို့သဘောထားပြီးအားတင်းကြော်ဖြတ်ရုံအပြစ်မရှိပါဘူးတခြားသူရဲ့ပုံစံခွက်ထဲမှာမရှင်းတမ်းပါနဲ့တင်တို့ဖြစ်ဘူးလားမမျော်လင့်တဲ့လူတွေစီကနေမှမှတ်ချက်ကောင်းတွေရခြင်းလို့အရှိကိုအရှိတိုင်းထုံမပြနိုင်တာတွေကျွန်ုပ်တို့လှုပ်ချင်တဲ့အရာတွေကိုစိတ်ရှိတိုင်းမလုပ်နိုင်ခဲ့ကြတဲ့အချိန်တွေကိုလေအများစုကကိုလှုပ်တဲ့အရာတိုင်းမှာသူများအမြင်တင်တယ်ဖို့သူ
သူများအထင်ကြီးလေးစားဖို့သူများတွေရှေ့နမဲရဖို့စတဲ့သူများတွေကိုပဲရှေ့တန်းတင်ပြီးသူတို့ပုံစံခွက်ထဲရောက်မှမသိရောက်နေတတ်ကြပြီးအဲထဲကမယုံထွက်နိုင်သေးတဲ့လူတွေရှိပါတယ်ပြောချင်တာကအဲ့လိုအမှုအကျင့်တွေကမကောင်းမှန်းသိရနဲ့ဘာလို့မပြင်းနိုင်တာလဲလူတွေကိုအထင်ကြီးလေးစားအောင်တင်အချိန်တိုင်းလှုပ်ပြနေလို့တော့မရပါဘူးကိုတိုင်ကအရင်ဆုံးကိုအရင်လေးစားတတ်မှမှန်တဲ့အရာအတွက်လှုပ်ရဲမှပွင့်လင်းစွာနေတတ်ပြောတတ်မှသူများကလည်းလေးစားမှာပါအပြောနဲ့ကြီးငါပတ်ဝန်းကျင်ကိုဂရုမစိုက်ပါဘူးဆိုတာထက်တကယ်လက်တွေ့မှာလည်းသူတို့ပုံစံခွက်ထဲကနေရုံထွက်တတ်ဖို့လိုပါတယ်မဟုတ်ရင်ကိုတန်မိုးထားရတဲ့အရာတွေဆုံးရှုံးရတတ်ပါတယ်ကိုယုံကြည်ရာအတွက်ရှောက်ရဲဖို့လုံနိုင်ပြီဆိုတခြားသူရဲ့ထင်ကြီးတွေကိုဘာမှလိုအပ်နေမှာမဟုတ်တော့ပါဘူးတစိမ့်မပြောနဲ့ကိုနဲ့အတူနေတဲ့ကိုမိသားစုစီကနေတော့ရခဲတဲ့နားလေပေးမှုနဲ့ယုံကြည်မှုတွေကိုကျွန်ုပ်တို့ကတသိန်းလူစီကရဖို့ဆိုတဲ့ပိုလို့တောင်မဖြစ်နိုင်တဲ့အရာတွေကိုအယမ်းကိုမျှော်လင့်နေမိတတ်တဲ့အကျင့်မျိုးကိုပြင်ပါကိုအပေါ်မှာပဲမျှော်လင့်ချက်ကြီးကြီးထားပါကိုသာပုံအပ်ပြီးလှုပ်ရှားရှိတာလုပ်ပါအောင်မြင်လာရင်ကိုမယုံကြည်သူမထောက်ခံသူတွေကအလိုလိုယုံကြည်ထောက်ခံလာပြီးကိုစကားမှန်သမျှသူတို့နားဝင်လာပါလိမ့်မယ်အဲ့ဒီအချိန်ထိရအောင်သာစူးစမ်းပါကိုအမြင်မကြည်နေသူတွေကလည်းရှိတာတော့ရှိနေအောင်မှာပဲပျောက်သွားမှာတော့မဟုတ်ပါဘူးဒါကိုလည်းကိုဘကအထူးတလဲအရေးလုံနေစရာမှမလိုတာပဲလေကိုလှုပ်ရှားရှိတာလုပ်ပါလစ်လူရှုတတ်အောင်နေပါအမှန်ပြောရရင်ကိုအပေါ်မကောင်းတဲ့လူတွေကိုမေတ္တာကြီးရှေ့ထားပြီးကောင်းပေးရမယ်ဆိုတဲ့လူတွေကိုမပါလေဘူးသူတို့မကောင်းလို့ကိုပြန်ရုပ်လိုက်တာမျိုးလည်းမလုပ်တတ်ပါဘူးဒီတိုင်းဘဝမှာကိုပေါ်ကောင်းတဲ့သူတွေကိုသာသူတို့ကောင်းပေးတာထက်သူတို့တွေးပေးတာထက်ကိုက2ဆလောက်ပြန်ကောင်းပြီးနေလိုက်တာပါပဲကိုပေါ်မနာလို့မကောင်းပြောတဲ့သူတွေရဲ့စကားတန်လောက်ရက်တွေကိုလည်းလစ်လူရှုလိုက်ရင်သူတို့မမြင်ချင်တဲ့ကိုရဲ့အပြုံးနဲ့ပျော်ရွှင်မှုမျိုးကိုပိုလို့တောက်ပစွာပြုံးရင်ပျော်ရွှင်စွာနေပြလိုက်ပြီးသူတို့ကနာမငြိမ်အောင်တော့နည်းနည်းလောက်စိတ်ဆွပေးလိုက်ပြီးစိတ်ဖြေလိုက်တာပေါ့သူတို့အတိုင်းပြန်တော့ယုံညံ့မနေတတ်ပါဘူးဘဝသင်ခန်းစာတွေဆိုတာလဲဒီလိုလူတွေကြောင့်ပဲအများဆုံးရခဲ့တာမို့တခါတလေတော့လေကျေးဇူးတင်မိပါတယ်ဘာလို့ဆိုကိုမှရှိတဲ့လက်တဆုပ်စာခွန်အားထက်သူတို့တွေရဲ့တွန်းပို့အားတွေကြောင့်ကိုကပိုတောက်ပချင်ခဲ့လို့ပိုကြိုးစားဖြစ်ခဲ့တာမဟုတ်လားကိုဘာအတွက်ရှင်သန်နေတာလဲမေးကြည့်ပါဘဝမှာရှင်သန်ရဲဖို့အားမွေးထားတာတော့ဟုတ်ပြီကိုဘာအတွက်ရှင်သန်မှလဲဆိုတဲ့တိကျတဲ့ရည်ရွယ်ချက်တွေရောရှင်းရှင်းလင်းလင်းရှိထားပြီးပြီလားကိုရဲ့အိမ်မက်တွေအတွက်ရှင်သန်မယ်ဆိုရင်တော့အနည်းဆုံးတော့ကိုဘာဖြစ်ချင်တာလဲဘာတွေလုပ်ချင်တာလဲဘသူအတွက်လဲဆိုတဲ့တိကျတဲ့အိမ်မက်ပန်းတိုင်တွေရှိနေဖို့လိုပါသေးတယ်အဲ့ဒီနောက်မှာဒီအရာတွေကိုလက်တွေ့လှုပ်ဆောင်ဖို့အတွက်ရှိထားရမယ့်အရေးအချင်းနဲ့စိတ်ဆွမ်းအားတွေကိုဖြည့်တင်းဖို့လိုအပ်ပါသေးတယ်ဒီအတွက်ကတော့အသိပညာဘဟုတုတရမယ့်စာရီများများဖတ်ပြီးအလေးကျင့်ကောင်းတွေရှိလာအောင်မွေးမြူရမှာပါပြောင်းလဲတင်တာတွေကိုလည်းပြောင်းလဲပြစ်လိုက်ပါအချိန်ရရင်ကိုယ့်ရဲ့မှတ်စုစာအုပ်ထဲမှာကိုဘာဖြစ်ချင်တာလဲချရေးကြည့်ပါအနည်းဆုံးတော့ကိုကရီမှန်းချက်အိမ်မက်တွေမရှိရသူမဟုတ်ဘူးအနာဂတ်မှာပိုကောင်းတဲ့သူဖြစ်ဖို့ကြိုးစားနေတဲ့သူဆိုတာသိလာမှာပါဈေးကြီးပြီးခမ်းနားတဲ့အိမ်မက်တွေဖြစ်မှလူတော်မဟုတ်ဘူးနော်အိမ်မက်အားလုံးကကိုဖြစ်ချင်လိုချင်တဲ့ဆန္ဒတွေပဲမို့တင်းငယ်နေရင်တော့တန်မိုးရှိနေပြီးသားပါပါဇက်စည်းကမ်းရှိပါကိုဘကစကားတခုမဟခင်အရင်စဉ်းစားပြီးမှပြောပါချေကျွရင်တော့နှုတ်လို့ရသေးတယ်စကားကြုံသွားရင်တော့ကိုစကားတွေကပြန်ဖက်စေလို့မရတော့တာမျိုးတွေဖြစ်တတ်ပါတယ်ကိုရဲ့စကားတွေကြောင့်တစ်ဖက်လိုအမြင်မှာကိုဟာပညာတတ်မတတ်ကိုပါမြင်သာသွားနိုင်တယ်လို့ကိုရဲ့အဆင့်အတန်းတစ်ခုကိုပါမှတ်ချက်ပေးနိုင်လောက်တဲ့အထိစကားလုံးတွေကရက်ခတ်နိုင်စွမ်းအားကြီးပါတယ်ဘာမဟုတ်တဲ့ကိုစကားတခွန်းကြောင့်တစ်ဖက်သူရဲ့ဘဝတွေပျက်စီးသွားနိုင်တဲ့အထိလည်းဖြစ်သွားနိုင်တာမို့မိမိရဲ့နှုတ်စည်းကိုအတတ်နိုင်ဆုံးစောင့်ထိန်ပါဒါကလူကျင့်ဝတ်တစ်ခုပါပြောလိုက်တဲ့သူကမေ့သွားနိုင်ပေမဲ့ခံရတဲ့သူဘက်ကတော့မမေ့နိုင်တဲ့အခိုက်အတန့်တွေကြောင့်စိတ်ဒဏ်ရာဖြစ်သွားတတ်ကြပြီးတေးမှတ်သွားတတ်ကြပါတယ်။ကိုမထင်မှတ်ထားတဲ့သူတို့ရဲ့တထောင်တနေရာမှာကိုကသားရဲကောင်တယောက်အဖြစ်ရှိနေတတ်ပါတယ်။မလိုအပ်ပဲရန်သူမဖြစ်ပါစေနဲ့။ဘလောက်ဆွဲနှုတ်လို့ရတဲ့ဓာတ်ပဲဖြစ်နေပါစေအမာရွတ်တော်ကြံသွားတာပဲမဟုတ်လား။ဒီနေ့မှာအကောင်းဆုံးစူးစမ်းနေခြင်းကမနှက်ဖြန်အတွက်ရင်းနှီးမြုပ်နှံနေခြင်းပါ။လူအများစုပြောကြတယ်ဒီနေ့ဆိုတဲ့ပြစ္ဆုတ်ပံမှာသာအကောင်းဆုံးစူးစမ်းမနှက်ပြန်ကိုတွေးဖို့မနေနဲ့တဲ့မှန်ပါတယ်သို့တော့ဒီနေ့မှာအကောင်းဆုံးကိုကလှုပ်ရှားတွေပြီးအောင်မလုပ်ထားရင်မနှက်ပြန်တွေတိုင်းမှာအစင်သင့်ဖြစ်နေနိုင်မှာမဟုတ်ပါဘူးဒီနေ့မပြီးတဲ့အိမ်စာကိုမနှက်ပြန်မှာလုပ်မယ်ဆိုပြီးထားရင်
မနှက်ဖြန်ကြောင်းရောက်လို့တကယ်မလုပ်ဖြစ်ထားရင်ဆီယာမစီမှာအဆူခံရမယ်မဟုတ်လားရုံးမှာဒီနေ့လုပ်ရမယ့်အလုပ်တွေကိုအပြီးမလုပ်ခဲ့ရင်မနှက်ဖြန်မှာပြရာတွေခတ်ပြီးအထက်လူကြီးကိုလည်းဘာရပို့တွေမှမတင်ပြနိုင်ဖြစ်ပြီးကျိန်းမောင်းတန်တွေလည်းကြားရနိုင်ပါတယ်ဒါကြောင့်ဒီနေ့လုပ်ရမယ့်အိမ်စာဒီနေ့အပြီးလုပ်ပါမနှက်ဖြန်ကိုမတည်သွားပါနဲ့အနာဂတ်မှာကောင်းမွန်စွာနေခြင်းရင်ဒီနေ့လောက်ရမှာတွေကိုအပီးလုပ်ပြီးဒီတနေ့တာကိုအကောင်းဆုံးရှင်သန်ခြင်းဖြင့်မနှက်ဖြန်တွေမှာကိုယ့်ရဲ့အချိန်ရောငွေကြေးရောပါရင်းနှီးမြှုပ်နှံထားပြီးဖြစ်တယ်လို့တွေးပါဒီနေ့မှာတင်အကောင်းဆုံးစူးစမ်းထားတာမျိုးမရှိရင်တော့မနှက်ဖြန်ဆိုတာကိုတွေးပုံနေရမှာအမှန်ပါပဲဒီနေ့မှာအကောင်းဆုံးစူးစမ်းနေခြင်းကမနှက်ဖြန်အတွက်ရင်းနှီးမြှုပ်နှံနေခြင်းလို့တွေးထားပါကိုအရင်မတနာပါနဲ့တချို့ရှိတယ်ကိုကအလုပ်တစ်ဖက်နဲ့တင်တန်းလေးများတက်နေရရင်အိမ်မှုကိစ္စတွေနဲ့အလုပ်လုပ်နေရရင်ဒါမှမဟုတ်ကျောင်းတစ်ဖက်နဲ့အလုပ်လုပ်နေရရင်ကိုပဲကိုတိတ်ကိုတနာစရာကောင်းနေပြီအရန်တွေပင်ပန်းနေပြီလို့မြင်တတ်ကြပါတယ်ကျမတို့ပတ်ဝန်းကျင်မှာရှိတဲ့လူတော်တော်များများကကိုလိုလူတွေကြီးပါပဲကိုလိုပဲအလုပ်တစ်ဖက်ကလေးတစ်ဖက်ကျောင်းတစ်ဖက်နဲ့ကြိုးစားနေတဲ့မိခင်တွေတောင်ရှိပါသေးတယ်ဒါကြောင့်ငါမှတနာစရာလေးလို့တိတ်မမြင်ပါနဲ့အဲ့ဒါစင်ကြီးတစ်ခုပါတချို့ဆိုကိုကအလုပ်တစ်ဖက်နဲ့ကျောင်းလေးတစ်ဖက်ပါတက်နေရရင်ငါလေးတော်တော်အပင်ပန်းခံနေရတာပါလားလို့ထင်တတ်ကြပါတယ်။တင်တန်းတွေကလူတော်တော်များများမှာကိုမမြင်နိုင်တဲ့အခက်အခဲနဲ့အချိန်မလုံလောက်မှုတွေတီးခြားပြဿနာတွေဆိုတာလူတိုင်းမှာရှိတာမို့တမှုထူပြီးကိုအရန်တနာတတ်တဲ့စိတ်လေးကိုပြင်ပါ။တချို့ကြတိတ်ကိုဒရမ်းမာဆံပြန်ရောကိုပင်မန်းလို့ကိုချီးမြှင့်တာဆိုပြီးလူရာထပ်ပိုးတုံးပိုဝဲပြီးကိုချွေးသိပ်တက်ကြပါသေးတယ်။မှန်ပါတယ်အပင်မခံရှာထားတဲ့ငွေကိုတော့ကို့အတွက်ပြန်ပြီးသုံးပေးရမယ်စုချပေးရမှာပေါ့ဒါပေမဲ့လက်လွန်ကျက်သွန်တော့မဖြစ်ဖို့လိုတာပေါ့နော်တချို့ကတင်တန်းလေးတစ်ခုတက်ပြီးငါတော့ဒီလပင်မခဲလို့ iPhone လေးစုချအောင်မှအလှကုန်တွေအများကြီးဝယ်လိုက်အောင်မှဘားလေးသွားထိုင်ပြီးနိုင်အောင်လေးထွက်အောင်မှနဲ့အချိန်တိုင်းစုချနေလို့လည်းမဖြစ်သေးဘူးလေနော်အဲ့လိုလူတွေရှိတယ်နော်ပြီးကြသုံးဖြုံပြီးတော့တလားစာအသုံးစိပြောင်းပြီးဟိုလူစီကချီ300ဒီလူစီကချီ300နဲ့တိုင်ပတ်နေပြန်ရောဒါကြောင့်ကိုတိတ်မတနာပါနဲ့လို့ပြောချင်ပါတယ်ဒါငါလောက်ရမှာပဲလို့တွေးပြီးသားစူးစမ်းလိုက်ပါအောင်မြင်လို့စံစားရရင်လေကို့အတွက်ပဲမဟုတ်လားမိမိအလုပ်ကိုလေးစားပါလူတယောက်အောင်မြင်ဖို့ဆိုတာသူ့အလုပ်ကိုလေးစားတတ်ဖို့လည်းလိုပါသေးတယ်ငါကတော့အောင်မြင်တဲ့လူတယောက်မို့အလုပ်ကိုငါလုပ်ချင်တဲ့အချိန်မှလုပ်မယ်ငါသွားချင်တဲ့အချိန်မှသွားမယ်ငါအလုပ်ကလူတွေကငါမရှိရင်မဖြစ်ဘူးဆိုတဲ့စတဲ့မာနတခွန်ငေထိတ်ကိုရောက်နေရင်တော့မကြခင်ကိုယ့်ရဲ့အောင်မြင်မှုတွေလည်းမှေးမိန်လာပါလိမ့်မယ်ဘလောက်ပဲအလုပ်မှာအရေးပါနေပါစေဘလောက်ပဲအောင်မြင်တဲ့လုပ်ငန်းရှင်ဖြစ်နေပါစေဤသိရှိရပါမယ် respect ဆိုတဲ့လေးစားမှုလည်းကိုယ့်အလုပ်နဲ့အလုပ်ရှင်ပေါ်မှာရှိရပါမယ်အလုပ်ကိုမလေးစားရင်ကိုရထားတဲ့ယာထူးဝင်နဲ့ကြော်ကြားမှုဆိုတာဟာလေကိုနားကထွက်ခွာသွားပါလိမ့်မယ်ဒါကြောင့်ဘယ်အခြေအနေမှာပဲရောက်နေပါစေကိုယ့်ရဲ့အလုပ်ပေါ်မှာလေးစားမှုရှိပါနှစ်သက်မှာကိုယ့်ရဲ့အနာဂတ်ကိုပြောင်းလဲလိုက်ပါပြက်ကလေးရဲ့နှစ်သက်အစမှာတင်ပါတွေကိုစတင်ပြောင်းလဲဖို့ကြိုးစားနေကြလေဘဝမှာကိုဖြစ်ချင်တဲ့အရာတွေထဲကဘယ်အရာကိုစပြီးပိုင်ဆိုင်နိုင်ဖို့ကြိုးစားနေပြီလဲအဲ့တော့တင်ပါတွေလုံနေလဲဆိုတာကိုမေးကြည့်ဖို့လိုလာပါပြီအခုနှစ်စာမှာကိုဘဝအတွက်တကယ်ပြောင်းလဲစေမဲ့အကျိုးရှိစေမဲ့အရာတွေလုပ်နေရဲ့လားမလုပ်ရသေးရင်တော့အခုပဲစပြီးချရေးလိုက်ပါတော့ကိုဘဝမှာနေ့စဉ်လုပ်ကိုလုပ်ရမယ့်အရာတွေကိုမပြတ်မကွက်စူးစမ်းလုပ်ကြည့်ရင်နှစ်သက်မှာအရင်ကထက်တိုးတက်ပြောင်းလဲဖို့စူးစမ်းလိုက်ကြရအောင်ပါကိုယ့်ရဲ့ daily to do list ထဲမှာနေ့စဉ်မဖြစ်မနေမပြတ်မကွက်လုပ်ရမှာကိုချရေးပြီးနေ့တိုင်းလုပ်ကြည့်ပါဥပမာနေ့တိုင်းစာဖတ်ပါအရင်ကထက်စာပိုဖတ်ပါကိုယ့်အတွက်ဘ ഹു တုဒရစေမယ့်စာအုပ်နဲ့စိတ်ခွန်အားပေးမယ့်စာအုပ်မျိုးကိုပို့ဖတ်ပါအတတ်ပညာတစ်ခုခုဒါမှမဟုတ်ဘဝအတွက်တိုးတက်စေမယ့်ပညာရပ်တစ်ခုကိုလေ့လာပါအရင်ကတက်မယ်လှုပ်ထားပြီးမတက်ဖြစ်ခဲ့တဲ့ဒီပလိုမာသင်တန်းတို့ဘာသာစကားသင်တန်းတို့စတဲ့အတတ်ပညာအသစ်ကိုဖြည့်ပါအသက်မိုးဝမ်းကြောင်းပညာရပ်တစ်ခုကိုလေ့လာပါငွေစုပါတလားတစ်ခါကိုရှာလို့ရတဲ့ထဲကနေမဖြစ်မနေငွေစုပါစုဘူးနဲ့စုခြင်းလဲအခုပဲစုဘူးလေးဝယ်ပြီးစုလိုက်ပါမိုးဖိုးကိုချွေတာပါပြင်စာတွေစားတာလူကျင်တာတွေဝယ်တာလျှော့ပါမလိုအပ်ရင်မဝယ်ပဲငွေကိုရတဲ့လောက်ချွေတာစုသွားပါနှစ်ကုန်ကြတိတ်စုဘူးကိုဖောက်ချိန်ပီတိတွေဖြစ်နေရမှာပါဘန်စာအုပ်ထဲမှာစုလဲရပါတယ်ငွေရှာလို့ရမယ့်စီးပွားရေးတစ်ခုကိုလည်းစတင်အကောင့်ထဲပေါ်ပါလောကလစာတစ်ခုတည်းနဲ့မရက်တည်ပါနဲ့သူများလက်အောက်မှာပဲအချိန်ပြည့်လုံနေရတာမျိုးကိုမပျော်မွေ့နေပါနဲ့င
ငွေစုပြီးခီးတွေလည်းထွက်ပါအနားယူပါဘ ഹു တုဒနဲ့အမြင်သစ်အတွေးခေါ်သစ်တွေလည်းရတယ်လို့ခီးထွက်ခြင်းဟာလည်း motivation တစ်မျိုးပါဘယ်နိုင်ငံဒါမှမဟုတ်ပြည်တွင်းထဲကဘယ်နေရာကိုဒီနှစ်ခီးထွက်မယ်ဆိုတဲ့အစီအစဉ်ကိုဆွဲထားပါနေ့စဉ်ဖျားရှိခိုးပါကိုယ့်အတွက် expire date မပါတဲ့ဘဝမှာရှင်သန်နေရတာကြောင့်မတည်ခင်တော့ကုသိုလ်လေးပါအောင်တီလာမြဲပြီးလုံသမျှအလုပ်တွေလည်းအဆင်ပြေအောင်တရားထိုင်ဖျားရှိခိုးတာလေးတွေလုပ်ပါအရင်ကထပ်ပိုးစမတ်ကြအောင်နေဖို့ skin care လေးတေချာလုပ်ပြီးကျန်းမာရေးအတွက်တင့်တော်တဲ့အစားအသောက်တွေကိုပို့စားဖို့လေ့ကျင့်ခန်းမှန်မှန်လုပ်ဖို့စတဲ့အရာတွေကိုလည်းမမေ့ပါနဲ့ကျန်တဲ့ကိုလှုပ်ချင်တာတွေရှိရင်ဖြေပါစဉ်းစားပြီးနေ့စဉ်လှုပ်သွားပါအရင်ကထပ်တင်ပိုးတိုးတက်လာတာကိုတွေ့ရမှာပါမပြောင်းလဲပဲဒီအတိုင်းပဲရေလိုက်ငါးလိုက်နေသွားရင်တော့ဒီနှစ်ကိုလည်းအရင်ကလိုအချိန်ကုန်သွားတာပဲရှိမှာပါကိုဖြစ်ချင်တာလှုပ်ချင်တာတွေလှုပ်လိုက်ရမှာမဟုတ်ပဲအသက်တာကြီးလာခဲ့တဲ့နှစ်တွေများနေပါပြီပြောင်းလဲဖို့စိန်ခေါ်မှုအသစ်တွေကိုရင်ဆိုင်ဖို့ဒီထပ်ပို့ပြီးမကြောက်နေပါနဲ့မတွန့်ဆုတ်နေပါနဲ့တော့